ဒါက cream cheese ထည့်ပါတယ် cream cheese ထည့်ပြီးတော့ကျွန်မဒီလိုလေးအုပ်လိုက်တယ်ဟုတ်ပြီတော့ကျွန်မဒီလိုမျိုးခရင်လေးနဲ့ဒီလိုလေးပေးလိုက်တယ်တော့ cheese နဲ့ ham နဲ့ဖြစ်ပါတယ် cheese နဲ့ ham နဲ့ဖြစ်တယ် breakfast တော့ပေါ့နော်ဒါလေးကိုကျွန်မကဒါလေးပြင်လေးပေါ့နော်ဟုတ်ကဲ့ဒီပေးတော့ပါတယ်ကိုဒီဥစ္စာနဲ့ပြန်လုပ်ပါတယ်စုံခီးလေးနဲ့ဒီလိုပတ်လေးပြန်လုပ်သွားပါတယ်နော်ကြွေးလေးရောင်းပါတယ်ဤကြွေးလေးရောင်းပေးနေတယ်စားချင်တဲ့သူများမှာစားနိုင်ပါတယ်လေးချောင်း30ပါရှင်ဒီချောင်းရှိလေးပါနော်ရှိလေးကိုလေးချောင်း30ပါဒါကဘူတီပေါ့နော်Roti, agak roti perata, roti samosa lekho bade, roti perata lekho bade, ako lekho kaseba, cheese ne le yade, veggie ne le yade, bigo ata ne le yade, wata yumla, lekho kaseba shin, kale ko jamasima malai bade. Messenger ကနေမလို့ရပါတယ်နော်ဒီခုတစ်ဆယ်ကဘယ်လက်တစ်ဆက်လေးစားလို့ရ